ဒီညမှာကျမပြောပြမယ်ဇလန်းကတော့သူ့ညနန်းတွင်းရွာကနန်းမေနှင်းဆိုတဲ့ဇလန်းပဲဖြစ်ပါတယ်ရှင့်ဇလန်းရေးသူကမောင် AI အခုတင်ဆက်ပေးသူကကျမနီလာပါရှင့်ဝမ်တွင်းကဝေရှင်နန်းမေနှင်းအပိုင်းတေတောရွာဤလျှို့ဝှက်ချက်တောင်တန်းတွေနဲ့ဝိုင်းရံထားတဲ့တောနက်ကြီးအလယ်မှာဝမ်တွင်းရွာလေးတစ်ရွာရှိတယ်ရွာလေးကမကြီးပေမဲ့တစ်ပင်ကြီးတွေဝါတော်တွေတိရွက်တန်တွေကြားမှာတိတ်ဆိတ်ပြီးအေးချမ်းနေတတ်တဲ့မနက်ခင်းတိုင်းမှာကြက်ခေါင်းတီးတန်နဲ့လူတွေနိုးထကြပြီးလေယာသွားကြတယ်ညနေဆိုရင်မီးဖိုငယ်တွေမီးလင်းလာပြီးအိမ်တိုင်းကမီးခိုးလေးတွေတက်လာတတ်တယ်ဒါပေမဲ့ဝမ်တွင်းရွာမှာလူတိုင်းမပြောချင်တဲ့လျှို့ဝှက်ချက်တစ်ခုရှိတယ်ညမိုးချုပ်လာရင်ရွာသားတွေဟာအပြစ်မထွက်ရဲကြဘူးအထူးသဖြင့်လပြင်းညတွေဆိုရင်အိမ်တကားတွေကိုတင်းတင်းပိတ်ပြီးမီးခွက်တွေကိုတောင်မှိန်မှိန်သာထွန်းထားကြတယ်တောထဲမှာမကောင်းတဲ့အရာရှိတယ်လို့အဖိုးအဖွားတွေပြောကြတယ်ကလေးတွေကတော့အဲ့ဒီစကားကိုကြောက်ကြတယ်တောထဲမှာအလင်းတောက်တက်တယ်ဆိုတာကိုလူတချို့မြင်ဘူးကြတယ်အဲ့ဒီအလင်းကမီးမဟုတ်ဘူးမီးပွားလည်းမဟုတ်ဘူးအလင်းတောက်ပြီးလေထဲမှာလှုပ်ရှားနေတတ်တယ်ရွာထဲမှာမိန်းကလေးတစ်ယောက်ရှိတယ်သူမနာမည်ကနန်းမေနှင်းဖြစ်တယ်နန်းမေနှင်းကအသက်16နှစ်လောက်ပဲရှိသေးတယ်သပင်ရှည်ပြီးမျက်လုံးကြီးတွေရှိတယ်သူမကရွာထဲမှာအေးအေးဆေးဆေးနေတတ်တဲ့မိန်းကလေးတစ်ယောက်ပါဒါပေမဲ့သူမမှာမတူညီတဲ့အရာတစ်ခုရှိတယ်ညရောက်တိုင်းသူမအိတ်မပျော်တတ်ဘူးတခါတရံမှာသူမနားထဲမှာတိရွက်လှုပ်တံတွေကြားရတယ်တခါတရံမှာလေတိုက်တံတွေကနေအတန်တစ်ခုလိုကြားရတယ်လာခဲ့တညမှာနန်းမေနှင်းအိယာတွေကလန့်နိုးလာတယ်အပြင်မှာလကတောက်ပနေတယ်သတင်းပေါက်ကနေလအလင်းဝင်လာပြီးမြေပြင်ပေါ်မှာအဖြူရောင်လင်းနှန်းတစ်ခုဖြစ်နေတယ်နန်းမေနှင်းမျက်လုံးကိုတုပ်ပြီးပြန်ကြည့်လိုက်တယ်အလင်းကလှုပ်နေတယ်လို့ဖြစ်နေတယ်သူမနှလုံးခုန်မြန်လာတယ်ဒါပါလေအိမ်ထဲမှာလူတိုင်းအိတ်နေကြတယ်လေတောင်မတိုက်သလိုတိတ်ဆိတ်နေတယ်ဒါပေမဲ့သူမနားထဲမှာအတန်တစ်ခုကြားရတယ်လာခဲ့သူမကြောက်ပေမဲ့တကားဘက်ကိုရှောက်သွားလိုက်တယ်တကားကိုဖွင့်လိုက်တဲ့အချိန်မှာအေးများတဲ့လေတစ်ချက်တိုက်လာတယ်ရွာလန်းကတိတ်ဆိတ်နေတယ်ခွေးတွေတောင်မဟောက်ကြဘူးတောဘက်ကိုကြည့်လိုက်တဲ့အချိန်မှာအလင်းတစင်းတောက်နေတယ်ဝါတော်ကြားမှာအလင်းဆက်လေးတစ်ခုလှုပ်နေတယ်နန်းမေနှင်းမျက်လုံးကျယ်လာတယ်မီးလားဒါပေမဲ့မီးမဟုတ်ဘူးအလင်းကလေထဲမှာပြန်နေသလိုဖြစ်နေတယ်ပြီးတော့အဲ့ဒီအလင်းကရွေ့လာတယ်နန်းမေနှင်းဘက်ကိုရွေ့လာတယ်သူမခြေလမ်းနောက်ဆုတ်လိုက်တယ်ဒါပေမဲ့အလင်းကရက်သွားတယ်လေထဲမှာတည်နေတယ်ပြီးတော့ပြန်လှည့်ပြီးတောဘက်ကိုရွေ့သွားတယ်အဲ့ဒါကသူမကိုခေါ်နေတယ်လို့ဖြစ်နေတယ်နန်းမေနှင်းနှလုံးခုန်မြန်လာတယ်မသွားသင့်ဘူးဒါပေမဲ့သူမခြေလမ်းတွေကရက်မနေဘူးတလန်းနှစ်လန်းသူမတောဘက်ကိုရှောက်သွားတယ်ဝါရွက်တွေလှုပ်တန်ကြားရတယ်လေအေးတစ်ချက်တိုက်လာတယ်အလင်းကတောထဲကိုဝင်သွားတယ်နန်းမေနှင်းလည်းနောက်ကလိုက်သွားတယ်တောထဲဝင်လိုက်တဲ့အချိန်မှာအလင်းကပိုတော့လာတယ်တစ်ပင်ကြီးတွေကြားမှာအရိပ်တွေလှုပ်နေတယ်တခုခုကြည့်နေသလိုခံစားရတယ်နန်းမေနှင်းရက်လိုက်တယ်အလင်းကသူ့မရှိမှရက်သွားတယ်ပြီးတော့ပျောက်သွားတယ်တောထဲမှာပြန်တိတ်ဆိတ်သွားတယ်ဒါပေမဲ့မြေပြင်ပေါ်မှာအလင်းတစင်းတောက်နေတယ်နန်းမေနှင်းငုံကြည့်လိုက်တယ်မြေထဲကနေအလင်းထွက်နေတယ်သူမလက်ကိုဖြည်းဖြည်းပြီးထိလိုက်တယ်အဲ့ဒီအချိန်မှာအလင်းတောက်ကြီးတစ်ခုဖြစ်သွားတယ်နန်းမေနှင်းလန့်ပြီးလက်ကိုပြန်ဆွဲလိုက်တယ်ဒါပေမဲ့နောက်ကျသွားပြီအလင်းကသူမလက်ထဲကိုဝင်သွားတယ်သူမမျက်လုံးတွေအလင်းကြောင့်ပိတ်သွားတယ်နားထဲမှာအတန်တစ်ခုကြားရတယ်နင်းပြန်လာပြီနန်းမေနှင်းမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတောထဲမှာသူမတစ်ယောက်တည်းရက်နေတယ်ဒါပေမဲ့သူမမသိသေးတဲ့အရာတစ်ခုရှိတယ်အဲ့ဒီညကစပြီးသူမဘဝမပြန်တူတော့ဘူး